ဒီမျိုးလူတွေကိုရီးယားဆန္ဒကောင်းကောင်းလေးကို free search နဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးမှာ giveaway လေးပေးထားပါတယ်ခင်ဗျာဗီဒီယိုဆုံးကြည့်ကြအောင်ဒီမျိုးတစ်ကလူတွေကိုအရန်စိတ်ဆိုးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုလန်တစ်ကောက်ကကိုရီးယားအစားအစာအရန်ကောင်းတဲ့ဆိုင်လေးကိုမညွန်ပေးလို့ပါဝန်ဆန်ဆိုတဲ့ကိုရီးယားဆိုင်လေးတွေကတငယ်ချင်းတွေရေးစားတဲ့ဒီလိုကောင်းတဲ့နေရာလေးပါဆိုင်ရဲ့ creation လေးတွေကကောင်းလားမကောင်းလားအခုလိုမျိုးပုံလှလှလေးရိုက်ခဲ့ပါတယ်ဆိုင်ကအရန်မကျဲပေမဲ့ဒီလို creation လေးတွေနဲ့တော်တော်လေးလှပဆင်ပေးထားပါတယ်ဝန်ဆန်ဆိုတဲ့ဆိုင်လေးကတော်တော်လေးတန့်ရှင်းပြီးတော့အစားအသောက်တွေလည်းကိုရီးယားစစ်အရသာကိုတကယ်ကိုရပါတယ်ခင်ဗျာဆိုင်ရကိုကသူ့ရဲ့လက်ရအာမခံပြီးတော့ honor review အစစ်ကလေးကိုတောင်းထားပါတယ်အခုလိုမျိုးဖိတ်ပြီးတော့ honor review တောင်းတာဆိုတော့ကျွန်တော်ကလည်းကြိုက်တယ်မကြိုက်ဘူးအကုန်လုံးပုံလေးတစ်ခြားလေးပြပြပေးပါမယ်ခင်ဗျာဒီဆိုင်မှာ AC ထိုင်ပြီးတော့ဒီလိုမျိုး wifi လည်းသုံးလို့ရပါတယ်ခင်ဗျာလူခေါ်ပဲလေးရှိတော့အော်ခေါ်စရာမလိုတော့ပါဘူးဒါလေးကတော့ဆိုင်မှာရရှိနိုင်တဲ့ menu ကတ်လေးနဲ့မုံအမျိုးအစားလေးတွေပါခင်ဗျာအဲ့ဒီတော့ကျွန်တော် try ကျင်တာလေးတွေကိုမှားလိုက်ပါပြီမုံမာထားတဲ့အချိန်စောက်ရမှာပေါ့အကျိုးရှိစွာနဲ့ဘယ်လိုဖြတ်တန်းလဲဆိုတော့နှစ်ယောက်ကပြီးတော့ဖြတ်တန်းပါတယ် dancing with the problem ပေါ့နော်ဟောဒီလိုပိုးချင်တဲ့ကိုရီးယားထမင်းတုပ်ရည်နှစ်ယောက်တောက်လို့မကုန်တဲ့ kimchi ဟင်းရည်ရယ်ကျွန်တော်မျက်နှာထဲကြီးတဲ့ပဲခောက်ဆွဲပကံကြီးရယ်ဝက်ဆက်လက်ရယ်ပါခင်ဗျာဝက်ဆက်လက်ရဲ့အချင်းကတော့တော်တော်လေးကုတ်ပါတယ်အရှင်ဂျူလေးရယ်မှားထားပါတယ်ခင်ဗျာပထမဆုံးကိုရီးယားထမင်းတုပ်ကလေးကိုအရင်နယ်လိုက်ပါတယ်ခင်ဗျာရဲ့ပထမအဦးဆုံးတစ်လုံးပါတယ်ကျွန်တော်တော်တော်လေးအရသာတွေ့ပါတယ်အကုန်လုံးအဆက်ဟာတော်တော်လေးအဆင်ပြေရလို့ပြောလို့ရပါတယ်အရသာကောင်းတာတည်းမဟုတ်ဘဲနဲ့ကြက်ဥကြော်ကလည်းတော်တော်လေးချစ်ဖို့ကောင်းပါတယ်ကျွန်တော်အမှန်တမ်းပြောရင်ကိုရီးယားဆဆတွေကိုအရင်ကြိုက်တဲ့ထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပါဇက်ထဲမှာတော်တော် green တွေ့ပြီးတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ် rating အနေနဲ့ဆိုရင်ထမ်းပါပဲခင်ဗျာကျွန်တော်မျက်နှာထဲကြီးတဲ့ပဲခောက်ဆွဲပကံရဲ့ပိုးရှင်းကလူ2ယောက်လောက်တကယ်ကိုအသားလေးစားလို့ရပါတယ်ကျွန်တော်ရဲ့ပထမဦးဆုံးစားဘူးတဲ့ပဲခောက်ဆွဲကချွတ်ချိုးကြီးမို့လို့ကျွန်တော်လုံးဝမကြိုက်ခဲ့ပါဘူးဒီဆိုင်ရပဲခောက်ဆွဲကျွန်တော်ဆက်စားဖို့လည်းရင်တော်တော်လေးခုန်ပါတယ်သူ့ရဲ့အရသာလေးချွတ်ချိုးကြီးမဟုတ်ဘဲနဲ့စိတ်လေးပါအဲ့ဒါကိုမှထင်းလိုမျိုးမုံလာကြီးလေးနဲ့တွဲပြီးစားလိုက်တော်တော်ကိုအဆင်ပြေတဲ့အရသာကိုရပါတယ်အရသာစိတ်လေးနဲ့ခောက်ဆွဲရတာနူးညံ့ညံ့လေးနဲ့မုံလာချင်းနဲ့တော်ကိုစားလို့ကောင်းပါတယ် rating အနေနဲ့က9လောက်ထိပေးလို့ရပါတယ်ခင်ဗျာ kimchi ဟင်းရီကကျွန်တော်အတွက်အရန်ချင်းဆက်ကြီးမဟုတ်ဘဲနဲ့ကိုရီးယားထမင်းတုပ်တော့ပဲခောက်ဆွဲတွေနဲ့တွဲပြီးစားဖို့အဆင်ပြေလောက်တဲ့အနေထားလေးပါ kimchi ဟင်းရီမှာပါတဲ့ဒီဂျပန်တုပ်ဘူးလားအဲ့ဒီဟာလေးကတော်တော်ကိုအိဆက်ညင်ညောပြီးတော်တော်စားလို့ကောင်းပါတယ်ကြက်သားဘက်ကကြက်ကြောလုံးလေးလည်းပါပါတယ်ခင်ဗျာကြက်ကြောလုံးကလေးနည်းနည်းထုတ်မဖြစ်ဘူးကွယ် rating အနေနဲ့ဆိုလို့ရှိရင်9လောက်ထိပေးလို့ရပါတယ်အရှင်ဂျူလေးတောက်လိုက်ပါအောင်မယ်အဲ့လိုမျိုးအလိုက်ကန်းဆိုမသိနော်ကဲဒါလေးကတော့ WhatsApp လက်လေးပါခင်ဗျာ WhatsApp လက်ရဲ့အချိန်ကတော့ကျွန်တော်တန်းပေးပါတယ်တော်တော်လေးဆက်ပြီးတော့တော်တော်ကိုအရသာထိမိရှိတယ်ဝတ်သားရလေအရန်ချွတ်ချွေမဟုတ်ဘဲနဲ့ဒီပုံမှန်အချိုလေးနဲ့နူးညံ့ညံ့လေးနဲ့တော်တော်စားလို့ကောင်းပါတယ်ဝတ်သားနဲ့ပတ်သက်တဲ့ဒီ WhatsApp လက်ကတော့တော်တော်လေးအဆင်ပြေပါတယ်ဒီဆက်လက်ရွက်နဲ့ပဲထုတ်စားဒီဝတ်သားကြီးပဲစားတော်တော်လေးကောင်းတဲ့အရသာကိုတွေ့ပါတယ် rating အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်10လောက်ထိပေးလို့ရပါတယ်ခင်ဗျာ WhatsApp လက်ထဲကအချင်းနဲ့တူတူတွဲပါတဲ့ kimchi လေးတော့ကျွန်တော်နည်းနည်းလေးမကြိုက်ပါဘူးခင်ဗျာဖိုးစီယာကျွန်တော်မေးတော့မလို့ rating ပေးရမယ့်ထဲမှာဒီဟင်းညိုလေးလည်းပါပါတယ်ခင်ဗျာရင်းကြီးဟင်းညိုပေးတာတဲ့ free ကျွန်တော်ယုံတော့မယုံအရန်ကြိုက်လို့ကျွန်တော်ရဲ့မျက်နှာကိုသာကြည့်လိုက်တော့ရင်းကြီးနဲ့ညင်ကြီးမရပဲနဲ့ဒီတင်းတင်းလေးနဲ့ဒီချိုလေးနဲ့တော်တော်လေးတောက်လို့ကောင်းတဲ့ဟင်းညိုပါလေကျွန်တော်ရဲ့ follower လေးတွေ audience လေးတွေကိုကျွန်တော် giveaway လေးတစ်ခုပေးချင်ပါတယ်ရတာတော်တော်ရှိပြီတကယ်စားလို့ကောင်းလို့ပါခင်ဗျာအခုဒီဘူလေးအောက်မှာအသေးပေး comment ရေးပြီးတော့ share ခဲ့ပေးပါအဲ့လူတွေကနေကျွန်တော်3ဦးမဲဖောက်ပေးပါမယ်ခင်ဗျာခုစားချင်တဲ့ကိုရီးယားထမင်းတုပ်ပဲခောက်ဆွဲကြိုက်တာကို try လို့ရပါမယ်နောက်ကြရင်လည်းအခုလိုမျိုး giveaway လေးတွေဖောက်ပေးမှာမလို့ကျွန်တော်ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ခဲ့ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye see you in the next video guys